အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်မလေးရှားမှာရှိတဲ့ Adidas showroom ကိုသွားမယ်ပေါ့နော်ဒီမှာ sign board အဝင်ဝမှာရေးထားတာကတော့ Manchester United ရဲ့ဒီ player name set တွေပေါ့ပြောရရင် sticker ရိုက်မယ်ဆိုရင် ringgit 69ပေးရမယ်တဲ့ ringgit 69ဆိုတော့ကျွန်တော်တို့မြန်မာငွေနဲ့ဆို3သိန်းကျော်ပေါ့နော် official showroom ဆိုတော့ဒီကောင်ပြီးတော့ကျွန်တော်အထဲကိုတစ်ချက်ဝင်ကြည့်မယ်ဖက်နက်တွေလည်းခင်ဗျားတို့ပြပေးမယ်ဖက်နက်တွေကတော့ဈေးတွေကတော့ share ပဲလန်ထွက်နေဈေးတွေဒီမှာဆိုရင်ကျွန်တော် Adidas Copa ဒီကောင်က grade A ဖြစ်မယ်ဗျ grade A လုံးဝအသား share ringgit ဈေးကြည့်လိုက်တော့လည်းအမလေး1049 1049ဆိုကျွန်တော်မြန်မာငွေဆိုရင်10သိန်းနဲ့6000ဝန်းကျင်လောက်ရှိမယ်ဒီကောင်ဆိုရင်လုံးဝ quality အသားအနာ share share လည်းမပြောနဲ့လေနော်ဈေးကလည်းမိုက်တာ哦ဖက်နက်တော့ပေါ့ပေါ့လေးပဲပြီးတော့ကျွန်တော်ဒီမှာ Adidas ဒီကောင်ဆိုရင်တော့ F50 ပေါ့နော်ဈေးကတော့ကျွန်တော်389 ringgit 389ဆိုတော့ဒီကောင် grade B လောက်ရှိမယ်မြန်မာငွေနဲ့ဆိုရင်3သိန်းနဲ့9000ဝန်းကျင်လောက်ရှိမယ်ပေါ့နော်နောက်တစ်ခုပြမယ်ပေါ့နော်ဒီကောင်ကတော့ F50 ဒီကောင် grade B ပေါ့ second grade လောက်ဖြစ်မှာပေါ့နော်ဒီကောင်ထဲမှာဆိုရင်တော့ must have ဆိုတာလေးသဘောကျတာအဲ့မှာကျွန်တော် must have ဆိုတာပြုတ်သွားလို့နည်းနည်းချွေးတောင်ပြန်သွားတယ်သွားပြီးဝယ်ရပြီထင်တာပေါ့နော်ဒီကောင်ကကျွန်တော်အထင်ပြောရရင်တော့ grade A လောက်ဖြစ်မယ်ဒါပေမဲ့ပြန်တက်လိုက်တော့ရသွားတော့နည်းနည်းတော့အသက်ရှူချောင်သွားတယ်ဝင်လာကြတဲ့ဟိုကကျွန်တော်ဝယ်ဖို့ကအစီအစဉ်မရှိဘူးဒါပေမဲ့လည်းဟိုပေါ့ဒီကျွန်တော်ကိုအားပေးတဲ့လူတွေကိုကျွန်တော်ရိုက်ပြဖို့ပေါ့နော်အဲ့မဲ့ကျွန်တော်နောက်တစ်ခုကိုထပ်ပြပေးမယ်ဒါတော့ Champion League ဘောလုံးလို့ Champion League Final မှာသုံးမဲ့ဘောလုံးလို့ပြောတယ်ဒီကအသားအနာလုံးဝ share ဒီမှာ Champion League ပါတယ်သူရဲ့ဒီရေးထားပါ Munich တို့ဘာလို့ရေးထားပါနော်ဒီမှာဆိုလဲသူရဲ့ဈေးက259 ringgit ပေါ့နော်259 ringgit ဆိုတော့ကျွန်တော်မြန်မာငွေနဲ့ဆို2,68000လောက်တော့ကျမယ်ပေါ့နော်ဒါကတော့ကျွန်တော်ဈေးတွေကတော့ပြင်းပြလေးပြောပြရပါအဲ့လောက်ဝင်းကျင်နေပဲပေါ့နော်ကျွန်တော်ဒီမှာ Adidas ရဲ့ logo ပါတယ်ပြီးရင်ဒီကောင်ကျွန်တော်ထင်ပြောရင်2သိန်းကျော်ဆိုတာကတော့official တော့မဟုတ်တော့ဘူးပေါ့နော်ဒီကောင်နဲ့ training ဒီ Champion League final မှာ camera training ဘောလုံးမျိုးတွေဖြစ်မယ်ဒီမှာလဲ Champion League စာတွေပါတယ်ပေါ့နော်ဒီမှာဆိုလဲအသားတော့ကန်ရတာတော်တော်ကြီးကိုမိုက်တယ်ဟိုဖက်လေးပါတာပေါ့နော်လေကတော့သူကအသိန်းတော့ထိုးတာမျိုးမဟုတ်ဘူးပြီးရင်ကျွန်တော်နောက်တစ်ခုကိုထပ်ပြပေးမယ်ဒီကောင်ကလည်း Champion League လို့ပဲပြောထားတယ်ဒါပေမဲ့ဒီကောင်အပြောင်သားကြီးဟိုပြောရရင်စေးနည်းနည်းပါကျွတ်မဲ့ site ပေါ့နော်ဒီကောင်ကတော့ဈေးသက်သာတယ်ဒီကောင် QI ဘိုင်းနဲ့ဒီကောင်လာတယ်ဒီကောင်ဈေးကတော့129 ringgit ကျွန်တော်3,300ခွဲလောက်ပဲရှိမှာပေါ့နော်ဒီမှာအသားရှင်ကြီးအောင်လုံးဝတိတာတယ်ဟိုကောင်ကလုံးဝဒီဘောလုံးမှာကဖက်လေးပါတယ်ဒီကောင်ဟိုကျွန်တော်ဒီညာဘက်လက်ကကင်ထားတဲ့အသားကတော့ပြောင်ကြီးပေါ့နော်ကဲရပြီဘောလုံးအလဲပြီးသွားကျွန်တော်တစ်ချက်တော့ကြည့်လိုက်မယ် share ပဲအသားဒါတော့ကောင်းတဲ့အသားကိုတော့ကြပါဦးနည်းနည်းဒီအယောင်းဝင်ထမ်းနေရတော့ကျွန်တော်နာမှာလဲပက်ပြီးတော့ကြည့်နေပြီဒါကတော့လုံးဝအပြောင်ဆုံးအသားလုံးဝဟိုဘောလုံးအသားပါတာပေါ့နော်ဒီကောင်ဈေးရဘယ်လောက်လဲဆိုတော့89 ringgit ပဲရှိရကျွန်တော်မြန်မာငွေနဲ့ဆို9200 9300ဝန်းကျင်ပဲရှိမှာပေါ့နော်ဒီကောင်မှလည်း Champion League logo ပါတယ်ကဲဘောလုံးတွေကိုပြပြီးဆိုကျွန်တော်ဒီဖက်နက်လေးတစ်ချက်တော့ကြည့်လိုက်မယ်ဒီကောင်ဈေးကလည်းကောင်းတယ်389ဆိုခဏကျွန်တော်ပြတဲ့ grade B quality နဲ့တူလောက်ကြမယ်ကျွန်တော်3,800 5,000 3,900ပေါ့အဲ့လောက်ဝန်းကျင်ပေါ့ဒါတွေကလည်းငွေဈေးပေါ်အတက်ကြမူတည်ပြီးတော့ဈေးတွေအပြောင်းလဲရှိနိုင်တာပေါ့နော်ဒီကောင်ဆိုရင် made in Cambodia နဲ့လာတယ်ဒီမှာနိုင်ငံအများစုကတော့ကျွန်တော်တို့ဒီ made in China ဆိုရင်တော့ grade A လာတယ်ကျွန်တော်တို့ grade B ဆိုရင် made in Vietnam လာတာရှိတယ် made in Cambodia လာတာရှိတယ်ကျွန်တော်တို့grade 3ပေါ့နော် grade 3 grade D လောက်ဆိုရင်ကျွန်တော်တို့တစ်ခါလေကြာရင် made in မြန်မာကြီးတွေ့ရတတ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့ Man United jersey တွေဒီကောင်ဈေးကြီးလည်းကောင်းတယ်ကျွန်တော်အဲ့ထဲမှာကြိုက်တာကတော့ Real Madrid ရဲ့ဒီ win breaker ခေါ်လာကျွန်တော်လီကာအင်ကြီးလေးမိုက်တယ်တကောင်အသားတော်တော်လေးမိုက်တယ် Adidas showroom မှာတော့ကြည့်ရဆိုဈေးတွေလည်းလုံးဝ share ပေါ့ဒါကတော့ကျွန်တော်တို့ဆက်စနေတဲ့ဒုတိယလူစီတူလွင်ပေါ့နော်စီတူလွင် Arsenal လေးပေါ့Arsenal ဈေးက329 ringgit မြန်မာငွေနဲ့ဆို3,400,000ဝန်းကျင်လောက်ပေါ့ဒါကကျွန်တော်Man U ပရိသတ်တွေကဒီ Arsenal ကိုစီတူလွင်ဆိုပြီးတော့စကြပြီးတော့ကျွန်တော်တို့ Man U ပရိသတ်တွေကတော့အခုလောလောဆယ်မောင်းလွင်ဆိုပြီးတော့ပြန်စခံနေရတဲ့အနေအထားမှာရှိတယ်ဒါကတော့ Roma အင်ကြီး Adidas က Cheeto ဒီကောင်ကတော့လုံးဝ quality ရ share ဒီကျွန်တော်ပြတဲ့ထဲမှာကလေဒီကောင်ကဟိုဗီဒီယိုထဲမှာကတိတ်ပြီးတော့အသားကိုမမြင်အောင်အပြင်မှာလုံးဝမွလေးတွေပေါ့နော် line စင်းတွေကဒါ maxi တစ်စိတ်ကိုရိုက်ထားတယ် Inter Miami ပန်းအောင်လေးဗျာ
ကျွန်တော်ကဒီဗီဒီယိုကိုကျွန်တော်မလေးရှားမှာရိုက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်အတန်သွင်းတာကိုတော့ကျွန်တော်ဒီမြန်မာပြည်ရောက်မှပဲပြန်ပြီးတော့တွင်းရတယ်ဘာဖြစ်လို့ဆိုဒီခင်ဗျားတို့အတန်တော့မပါဘူးဒီတီးလုံးတွေမပါတာကကျွန်တော် copyright ကိုကြောက်လို့ကျွန်တော်အတန်ကိုပိတ်ထားလိုက်ရပါဘောเนาะသူတို့ editor showroom ထဲမှာတော့ဒီကဘာကျော်သချင်းတွေဖွင့်နေတာဆိုတော့ဒီကောင်နဲ့ copyright claim ဖြစ်နိုင်တယ်ပေါ့เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်အတန်ကိုပိတ်ထားခြင်းဖြစ်ပါတယ်ဒါကအင်တာမီယာမီအစိမ်းလေးဒီတစ်ခေါက်တော့ကျွန်တော်တို့ချန်ပီယံလိကို woman ပေါ့နော် main ကလေး ချန်ပီယံလိမှာကန်တဲ့ဘောလုံးလို့တော့ရေးထားတယ်ဘောလုံးအသားလေးမိုက်တယ်ဒီကောင်ဟိုအလက်ကလေးပါတယ်ဈေးကတော့149 ringgit မြန်မာငွေနဲ့ဆိုရင်ကျွန်တော်3,600လောက်တော့ရှိမယ်ကဲဘောလုံးတွေကိုပြပြီးဆိုကျွန်တော် matrix ကိုကြည့်လိုက်အောင်ကျွန်တော်ဘောလုံးတွေပြပြီးဆိုတော့အခု jersey တွေဘက်ကိုကြည့်မယ် matrix jersey အရင်မိုက်တယ်အပြင်မှာအသားရော share ပဲသူ့ရဲ့ logo တွေကစပြီးတော့ဒါကကျွန်တော်တို့အာဆင်နယ်ပေါ့နော်အာဆင်နယ်ရဲ့ယာတီသစ်ဂျာစီဖြစ်မယ်ထင်တယ်အရင်နှစ်ကဒီဇိုင်းတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်အာဆင်နယ်အင်ကြီးတော့ကျွန်တော်တေချာမသိလို့ပေါ့နော်ပြီးရင်ကျွန်တော် United Jersey ကိုပြပေးပါမယ်ဒါကတော့ကျွန်တော်ရဲ့ United ပေါ့နော်မလေးရှားမှာကျွန်တော်မနိုင်ခဲ့ရတဲ့ United အောက်မှာလည်း glory ပေါ့နော် Man United ဒါကျွန်တော်တချင်းကိုထည့်ပြီးတော့ Jersey မှာတစိမ့်ရိုက်ထားတဲ့သဘောပေါ့နော်တော်တော်ကြီးကိုခမ်းထားတယ်ဒီမလေးရှားမှာရှိတဲ့ Adidas showroom ကတော့တော်တော်ကြီးလည်းကျဲတယ်ဈေးတွေလည်းမိုက်တယ်အဲ့တော့ခင်ဗျားတို့မြန်မာနိုင်ငံမှာဝယ်ရတဲ့ဈေးတွေကိုဈေးကြီးရလို့မပြောပါနဲ့တော့ကဲဒီဗီဒီယိုအဆုံးထိကြည့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်လောလောဆယ်တော့ကျွန်တော်နေမကောင်းသေးလို့ဗီဒီယိုတွေအရင်လိုမတင်ပေးနိုင်တာတောင်းပန်ပါတယ်ဗျာဘိုင်ဘိုင်ဒီမှာတော့သူက Adidas sneaker တွေတော့ short ဈေးချတာရှိတယ်ဒါပေမဲ့ကျွန်တော်ထိုင်းလောက်တော့ဈေးတော့မချိုနေဘူးပေါ့နော်